Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တင်တန်းမှာ test လေးမဖြေခင်ပေါ့နော်တကယ်ချင်းတဲ့တူ hangout လုပ်ခဲ့တာပဲဖြစ်ပါတယ်ပထမဆုံး Jessie City ကိုဆော့ဆော့ရောက်ခြင်းတကယ်ချင်းတဲ့တူ Alibaba ကိုဝင်ဆော့ခဲ့တာပဲဖြစ်ပါတယ်ဆော့ပြီးွားနဲ့ KFC မှာမုတ်တူသွားစားခဲ့ပါတယ်ဒါပေမဲ့မုတ်ကတော့မရိုက်ခဲ့လိုက်ရပါဘူးမုံစားပြောရနဲ့3လမှရှိရဲ့လက်သေးကက်ဆိုင်လေးမှာ press on လေးဝင်ကတ်ခဲ့ပါတယ်။ပြီးတော့ Jessie City မှာဖွင့်တာမကြသေးတဲ့ photo booth လေးလည်းဝင်ရိုက်ခဲ့ပါသေးရဲ့။ပြန်ခါနေလေးမှာအိမ်ရလူတွေစားဖို့အတွက် bread talk မှာပါမုံလေးတွေဝင်ဝဲခဲ့ပါသေးရဲ့။ဘေးက sausage လေးနဲ့ bread ကကြတော့သူတို့စားနေကြဟာဆိုတော့အဲ့ဒါလေးတွေပဲ9ခုလောက်ပဲလာခဲ့ပါတယ်။ဒါကတော့ test တွေဖို့သင်တန်းကိုသွားနေရပဲဖြစ်ပါတယ်။ဒီနေ့က listening test ပဲအရင်ပြရမယ်လို့ပြောတော့စာလေးပြန်ကြည့်နေရပဲဖြစ်ပါတယ်။အခုကတော့ listening test ဖြစ်နေရပဲဖြစ်ပါတယ်။ဂျားထဲမှာရိုက်ထားတဲ့အချိန်ကနည်းနည်းကြာတာမလို့ဗီဒီယိုခတ်ထားတာပဲဖြစ်ပါတယ်။ဒါကတော့ဖြည့်ပြီးသွားတဲ့ result ပါ။တင်တန်းကပြန်တော့အိမ်ကတူလေးနဲ့အကင်ဝင်စားခဲ့ပါသေးရဲ့စီးပြော်ရင်လည်းကီဝီလည်းဝယ်တောက်ခဲ့ပါသေးရဲ့ဒါကတော့သူတို့ဆိုင်ရဲ့ signature တိုဘူးနှွေးလေးပဲဖြစ်ပါတယ်အိမ်ပြန်ရောက်တော့တူလေးကအာလူးချောင်းကြော်စားခြင်းနဲ့ဆိုတာနဲ့အာလူးချောင်းကြော်ကျွေးဖြစ်ပါတယ်မုံလဲစားပြီးပြီဆိုတာနဲ့မီးလာနေရနဲ့ PS game လေးဆော့ဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲ stay safe ပါ